မင်္ဂလာပါခင်ဗျာကျွန်တော်အခုစာအုပ်လေးထဲမှာပေါ့နော်စာလေးတစ်ကြောင်းနှစ်ကြောင်းလောက်ဖတ်မိနေပေါ့အဲ့ဒီတက်ကကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်အဲ့တော့သူပြောတာကကျွန်တော်တို့ရဲ့ဘဝမှာဆုံးဖြတ်ချက်ချတာတွေကအရေးကြီးတယ်အဲ့တော့အဲ့လိုမျိုးဆုံးဖြတ်ချက်တွေချတဲ့နေရာမှာတခါတလေမှာကျွန်တော်တို့စိတ်ခံစားချက်တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်လေးတွေကကျွန်တော်ချတဲ့အခါမှာမြန်တာတို့ကျွန်တော်ဆုံးဖြတ်ချက်ချတဲ့နေရာမှာမှားယွင်းသွားတာတို့ကျွန်တော်တို့ရှိတတ်တယ်ပေါ့နော်ဥပမာကျွန်တော်ဒေါသအယမ်းထွက်လို့အယမ်းပျော်လို့အယမ်းစိတ်လှုပ်ရှားလို့ကျွန်တော်တို့ဆုံးဖြတ်ချက်ချတဲ့အခါမှာဆုံးဖြတ်ချက်ချပြီးတော့နောက်တစ်ချိန်မှာကျွန်တော်တို့နှောင်တရတာမျိုးတွေစိတ်မကောင်းဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဆုံးဖြတ်ချက်ချတဲ့နေရာမှာဆုံးဖြတ်ချက်ချတာမှန်ဖို့အတွက်နည်းဗျူဟာလေးတစ်ခုကိုကျွန်တော်စာအုပ်ထဲကရတဲ့အတိုင်းပြောပြပေးခြင်းပါတယ်အဲ့ဒါကတော့ကျွန်တော်တို့30လုံးနည်းဗျူဟာဖြစ်ပါတယ်လွယ်လွယ်လေးပဲမှတ်ကြလို့30လုံးနည်းဗျူဟာအဲ့ဒီနည်းဗျူဟာကဘယ်လိုမျိုးလဲဆိုတော့ဒီလိုငါဆုံးဖြတ်ချက်ချလိုက်လို့ရှိရင်နောင်10မိနစ်နေလို့ရှိရင်ငါဘယ်လိုမျိုးခံစားရမလဲနောက်တဲ့30ကကြတော့နောင်10လရှိလို့ရှိရင်ငါအခုလိုမျိုးဆုံးဖြတ်ချက်ချမိခဲ့တဲ့အတွက်ဘယ်လိုမျိုးခံစားရမလဲနောက်30ကကြတော့နောင်10နှစ်ဖြစ်လို့ရှိရင်ငါဒီလိုမျိုးဆုံးဖြတ်ချက်ချမိခဲ့တဲ့အတွက်ဘယ်လိုမျိုးခံစားရမလဲအဲ့လိုမျိုးမေးခွန်းလေးမေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေတူရေလက်ရေရှည်ကျွန်တော်တို့အဲ့ဒီ၃မျိုးကိုကျွန်တော်တို့ကတွေးမိသွားမှာဖြစ်တယ်ပေါ့နော်ရေတူရေလက်ရေရှည်ဒီကာလ၃မျိုးကကျွန်တော်တို့ကအရေးမကြီးဘူးရေးကြီးတာကအဲ့ဒီဆုံးဖြတ်ချက်တွေကရေးကြီးတယ်ပေါ့နော်အဲ့ဒီဆုံးဖြတ်ချက်တွေချပြီးတော့မှအဲ့ဒီရေလက်တို့ရေတူတို့ရေရှည်တို့ဆိုတာကလာတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဆုံးဖြတ်ချက်ချတဲ့နေရာမှာအဲ့ဒီ10လုံးနည်းဗျူဟာလေးတခုကိုကျွန်တော်တို့ကအသုံးချမယ်ဆိုရင်ဘဝမှာဆုံးဖြတ်ချက်ချတဲ့အခါမှာပို့ပြီးတော့မှန်ကန်လာမှာပဲဖြစ်ပါတယ်